ချွဲပြစ်တဲ့အတန်ကြောင့်အဆက်ကွဲခဲ့ရတာတွေကိုအကယ်ဒမီရမယ့် item တွေနဲ့သက်သေပြလိုက်တဲ့ပန်းရောင်ချေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပန်းရောင်ချေကတော့ဂရီဟန်ရဲ့သမီးအဖြစ်နဲ့အနုပညာလောကမှာတခြင်းဆိုရင်နာမည်ကြီးလာခဲ့တာပါ။အချက်တခြင်းအေးလေးတွေကိုတီးဆိုရင်းနဲ့နာမည်ကြီးလာခဲ့တဲ့ပန်းရောင်ချေကပြီးခဲ့တဲ့နှစ်ဝန်းကျင်မှာအတော်လေးကိုဝေဖန်ခံခဲ့ရတာပါ။အကြောင်းရင်းကတော့ရင်းနှဲကြွေတဲ့ကျဲဆိုတဲ့ဇလန်တွေမှာပန်းရောင်ချေကပါဝင်သရုပ်ဆောင်ခဲ့တာပါ။ဇလန်တွင်ပြသနေရင်ဇဝိငန်တစ်ခုမှာပန်းရောင်ချေကငိုပြီးချွေးတဲ့အချိန်မှာလူတွေကရုံးမရီသီးလို့ချွဲပြစ်တဲ့အတန်ရဲလို့ရစရာမရှိအောင်ပြောဆိုခဲ့ကြတာပါတရုတ်ဆောင်ဝါဒနာပါတဲ့ပန်းရောင်ချေအတွက်တော့ဒီဝေဖန်မှုကအတော်လေးကိုပြင်းထန်ခဲ့ပါတယ်အဆိုပါဇလန်တွေဟာ YouTube မှာတော့ဆက်မပြတဲ့အထိဖြစ်ခဲ့တာပါသူမအနေနဲ့လေလူရှိကနေခဏပြောင်းနေခဲ့ပါတယ်တချို့ကလည်းပန်းရောင်ချေကိုတရုတ်ဆောင်မဖြစ်နိုင်ဘူးလို့ပြောဆိုနေကြတာပါပညာရှိတဲ့ပန်းရောင်ချေကသူ့ရဲ့လိုအပ်ချက်ကိုပြင်ဆင်ကလူအများရှိကိုပြန်လဲထွက်ရှိလာပါပြီ။ဒီနေ့ထဲမှာသူမရဲ့ရုပ်ရှင်ဇာတ်ကားတွေဇာတ်တိုက်ယုံတင်လာတာပါ။ရှိမှလည်းမြူနဲ့ရေးတဲ့တင်ရုပ်ရှင်ဇာတ်ကားကြီးကိုယုံတင်ထားကမကြခင်မှာလည်းယောက်ျားအိကန်ရုပ်ရှင်ဇာတ်ကားကြီးကယုံတင်တော့မှာပါ။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာပြကွက်တွေနဲ့ကြီးစုသူတွေအတွက်ဟာကနေဟင်ကနေဖြစ်ခဲ့ရတာပါ။ခင်မွန်ဖြစ်သူကမိမစိတ်ဖြစ်နေတာကိုလက်ထပ်ပြီးမင်္ဂလာဦးညမှာတီးလိုက်ရတယ်။ဇနီးတဲ့နေရာကနေတရုပ်ဆောင်ထားတာပါ။ဒါပေမဲ့အဆိုပါခင်မွန်ကမှသူမဘက်ကနေအရန်ကိုချစ်မိသွားတဲ့အတွက်တကားလုံးရင်နာနာနဲ့ပေးဆက်ချရတဲ့အမျိုးသမီးနေရာကနေတရုပ်ဆောင်ထားတာပါ။ဒီလိုဇက်ကောင်ဟာတော်ရုံတရုပ်ဆောင်လို့မရတဲ့အပြင်လောက်ကွက်ရတဲ့အတွက် item ကိုကစားရမှာပါ။မကစားတတ်ရင်တော့ကြည့်ရတာအတော်လေးကိုအဆင်မပြေဖြစ်မှာပါ။ဒါကိုပန်းရောင်ချေကပညာသားပပနဲ့တရုပ်ဆောင်သွားကဒီ character ကိုသူပိုင်နိုင်နေခဲ့တာပါ။အလင်းရောင်လင်းအောင်ခေပန်းရောင်ချေဝေလာရီတို့ကအဓိကတရုပ်ဆောင်ထားတာလေးဖြစ်ပါတယ်။ဇက်ကားကိုအရင်ဆုံးကြည့်ထားရသူတိုင်းကတော့ဒီကားမှာပန်းရောင်ချေကိုအားအရဆုံးဖြစ်နေတာပါအစားတော့ကတော့အလင်းရောင်အတွက်အကယ်ဒမီများမှန်လို့ရမလားလို့ကြီးကြတာပါဒါပေမဲ့တကားလုံးကြည့်ပြီးချိန်မှာပန်းရောင်ချေအတွက်သာအကယ်ဒမီမှန်လို့ရတယ်လို့သိလိုက်ရတဲ့အတွက်အံ့အားသင့်ကုန်ရပါတယ်ပန်းရောင်ချေကသူ့အတန်မှာလည်းအများကြီးပြင်ဆင်ထားခဲ့သလိုတန်ဖိုးတက်ရမယ့်ဇဝင်ကန်းဆိုရင်လည်းအတန်ကိုဖြစ်တဲ့အတန်ကာလအနေအထားဒါတွေပါအချိန်ဆပြောင်းလဲထားပါတယ်တေးကြတာတခုကတော့ဒီဇက်ကားဟာသူမအတွက်အကယ်ဒမီဆိုတဲ့လမ်းကြောင်းပေါ်ကိုတောင်ဆွဲတင်ပေးနိုင်တာပါပဲအမျိုးသမီးဇက်ပေါ်စုအတွက်တချို့ကခံမှန်းနေကြပြီးဖြစ်ကရုံတင်ပြီးတဲ့အချိန်ဆိုရင်လူတွေရဲ့ပါဇက်ဖျားမှာပြောစမတ်တွင်လာတော့မှာပါလူတွေကအမားကိုလှုပ်ဖို့ကြပြီးမြဲအဆိုပါအမားကိုအမြဲတမ်းလုံနေလိမ့်မယ်လို့လိုရာဆွဲတွေးနေမယ်ဆိုရင်တော့အကောင်းကြီးဖြစ်လာမှာမဟုတ်ပါဘူးပန်းရောင်ချေကတော့သူ့ကိုဝေဖန်ကြတဲ့သူတွေကိုသူကလှုပ်ပြနိုင်ပါတယ်လို့အချိန်ယူပြင်ဆင်ကသက်သေပြလိုက်တာပါဒါပေမဲ့အခုနောက်ပိုင်းမှာလူတွေကအမှန်နေတဲ့အရာတွေကတော့အမားကိုသာရှာဖွေကပြောဆိုနေတတ်ကြတာမို့ပွဲတွေကလည်းတစ်ခုပြီးတစ်ခုဖြစ်နေရတာပါပန်းရောင်ချေကတော့ပွဲတယ်ပြီးတိုင်းလည်းပွဲမဖြစ်ရလေအောင်အတန်းနိုင်ဆုံးတွေကအနုပညာအလုပ်ကိုသာအားဆိုင်နေတာဖြစ်ပါတယ်မကြခင်မှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေဇာတ်တိုက်ယုံတင်မှုရှိတာမို့ဒီနေ့မှာပန်းရောင်ချေကမင်းသမီးစစ်စစ်တယောက်ရုပ်ရှင်လောကကိုစတင်ခြေချလာပြီးပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောပန်းရောင်ချေကအကယ်ဒမီရနိုင်တဲ့အထိတရုပ်ဆောင်ကောင်းလာတယ်လို့ထင်လားဆိုတာ comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်